83,500နဲ့ JBL speaker နဲ့ subwoofer တွဲရက်လေးပဲဖြစ်ပါတယ်ဗျာဒီကောင်လေးတွေဆိုရင်ပွဲလန်းတပင်တွေဟောပြောပွဲတွေစားနောက်ဆိုင်တွေဘာလိုမျိုးနေရာတွေမှာအသုံးပြုလို့အဆင်ပြေပါတယ်ဗျာဒီအပေါ်က speaker ကတော့12လက်မှအသုံးပြုပေးထားပြီးဒီအောက်ဘက်က subwoofer ကတော့15လက်မှအသုံးပြုပေးထားပါတယ်ဗျာBluetooth function ပါတဲ့အတွက်ဖုန်းနဲ့လည်းချိတ်ဆက်ပြီးအသုံးပြုလို့ရမယ်ပြီးသူ့မှာ built-in mixer ပါတဲ့အတွက်အလွယ်တကူဒီ soundbox ကနေပဲချိန်မြင့်လို့ရပါတယ်ဗျဟောပြောပွဲတွေအတွက်အဆင်ပြေတဲ့ music decking စနစ်လည်းပါပါတယ်ပြီးရင်သူ့မှာပါတဲ့နောက်တစ်ခုက AFS စနစ်ပါတဲ့အတွက် mic နဲ့ဒီ soundbox နဲ့နီးတဲ့အချိန်မှာအတန်ထွက်တာမျိုးမဖြစ်ပါဘူးခင်ဗျဒီဟာလေးကို Goren Mobile Electronic မှာလာရောက်ကြည့်ရှုဝယ်ယူဖို့ဖိတ်ခေါ်လိုက်ပါတယ်ဗျာ